ဒီနေ့နားရလေးလက်ဖြစ်တော့ဈေးလေးသွားပြီးတော့ကြက်သားလေးဝယ်ခဲ့တယ်မိုးလေးကအေးအေးလေးနဲ့ဆိုတော့ကြက်ပေါင်းစွပ်ပြုတ်လေးလှုပ်တော့ဖို့ပေါ့နော်အရင်ဆုံးကြက်သားလေးတွေရေးဆေးထားလိုက်တယ်ပြီးတဲ့ခါမှာတော့ကြက်သားကိုတရေပြုတ်လိုက်ပါမယ်ဘာလို့လဲဆိုတော့အချွဲအကြည့်တွေအညစ်အကြေးတွေထွက်သွားအောင်လို့ပြုတ်တာပါနော်အဲ့တော့မှအနံ့လေးမှုေးပြီးတော့ပို့စားလို့ကောင်းတာပေါ့နော်ဒီမှာဆိုလို့ရှိရင်အခုဆိုရှင်ဝယ်လာတဲ့ကြက်သားတွေကိုပြုတ်လိုက်တယ်ခဏနေတဲ့ခါကျတော့ရှင်သူကအဲ့လိုမျိုးအမြုပ်တွေထွက်လာပါတော့အဲ့လိုအစီခဲတွေပါတွေအဲ့လိုခုဆိုတွက်လာအဲ့လိုတွေထွက်လာပါတော့အဲ့ဒါဟိုမှာရေနဲ့တိတိချာချာလေးပြန်ဆေးလိုက်တယ်ပေါ့နော်စောနာရေတွေကိုတွန်ပြီးတော့လေအညစ်အကြေးရေတွေကိုတွန်ပြီးတော့အဲ့နောက်မှာတော့ဒီမှာနန်းနန်းမင်းလေးဝယ်ထားတယ်သူကနန်းနန်းမင်းအမြစ်ကိုထည့်ခြင်းလို့ပေါ့နော်နန်းနန်းမင်းအမြစ်ကမှုေးတော့လေဒီမှာကြက်သားတင်ဆင်ထားပြီးတော့ဂျင်းထည့်မယ်အဲ့နောက်မှာကြက်သွန်ဖြူလေး2ဦးရိုက်ထားတာထည့်မယ်ဒီလိုဓားပြရိုက်လိုက်လို့လည်းရတယ်နော်ကြက်သွန်ဖြူကနဲနေတဲ့ကြောင့်မို့ထပ်ထည့်လိုက်ပါမယ်နော်ပြီးရင်စောစောတော့ကနန်းနန်းမင်းအမြစ်2မြစ်ထည့်လိုက်ပါတယ်ပြီးရင်တော့စားလေးဒီစွန်းတစ်ဝက်လောက်ထည့်တယ်အဲ့နောက်မှာပဲငပြာရီအနောက်ပေါ့နော်ပဲငပြာရီအနောက်ကိုနည်းနည်းထည့်ပါမယ်ဒါကအယောင်အတွက်သုံးတာပေါ့နော်ပြီးရင်တော့ရေလေးထည့်ပါမယ်ရေတန့်လေးထည့်ပြုတ်ပါမယ်ရရင်တော့ကြက်သားလေးမြုပ်တဲ့ဒီထည့်လိုက်ပါတယ်အဲ့နောက်မှာအဖုံးလေးအုပ်ပြီးတော့ခဏပိတ်ထားပါမယ်ကဲအခုဆိုရင်တော့စူလာပါပြီနော်စူလာရဲ့နောက်မှာတော့မုံလာဥအဖြူလေးတွေကိုစိတ်ထားပါတယ်စူလာရဲ့ထဲကိုမုံလာဥအဖြူလေးတွေကိုထည့်လိုက်မယ်ပေါ့နော်မုံလာဥနေရာမှာတခြားဒီဗာလဲကြောက်ဖြုံဒီလဲတချို့ထည့်တယ်နော်ရတယ်နော်သူကအရသာလေးပိုကောင်းတာပေါ့နော်အဲ့ဒီနောက်မှာအနှဲငယ်မှွေပြီးတော့စားအချိုမုတ်လေးကိုကိုလိုတလောက်ထပ်ထည့်လိုက်ပါမယ်နော်ကဲအခုဆိုလို့ရှိရင်တော့ရတော့ပါပြီကြက်ပေါင်းစွပ်ပြုတ်လေးပါအဲ့ဒီထဲကိုကြက်သွန်မိတ်လေးအုပ်မယ်ကြက်သွန်မိတ်လေးအုပ်လဲစားကောင်းတယ်ပေါ့နော်ဆိုင်ရအတိုင်းလေးစားရတယ်ပြီးရင်တော့ငရုတ်ကောင်းမှုတ်လေးကိုထပ်ဖြူပါမယ်အပေါ်ကနေပြီးတော့ကဲအခုဆိုရင်အရသာရှိလာတဲ့ကြက်ပေါင်းစွပ်ပြုတ်ကလေးကိုရရှိပါပြီကြက်သားလေးတွေကလည်းနူးဤပြီးတော့မုံလာဥလေးတွေကလည်းနူးပြီးတော့အရန်ကိုအရသာရှိလာပါတယ်နော်မိုးအေးအေးလေးနဲ့ဒီလိုမျိုးအရသာရှိပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့ကြက်ပေါင်းစွပ်ပြုတ်လေးလှုပ်တော့ဖို့လည်းအကြံပေးပါတယ်ရှင်ဒါလေးကတော့နန်းနန်းမင်းလေးထပ်အုပ်လိုက်တာပါနော်ပို့ပြီးတော့အနံ့လေးမှုေးပြီးတော့စားကောင်းလို့ပဇွန်လေးကတော့ကိုယ့်ကိုကြိုက်လို့ထည့်ထားတာပါကဲမိုးအေးလေးနဲ့ဆွဲပြီးရှင်ဟုတ်ကဲ့ပါဘဟုတုတမျိုးစုံစုံလင်စွာတင်ဆက်ပေးနေတဲ့ဒီ channel လေးကိုလည်း like and subscribe ပြုလုပ်ထားပေးဖို့မမေ့ပါနဲ့ဟုတ်ရှင်အားလုံးပဲကျေးဇူးအထူးတင်ပါတယ်နော်တတာ